ပွဲကြီးပရိသတ်ကိုကျွန်တော်တို့ဒါကိုထိလက်ရောက်ကျူးလွန်ခဲ့တဲ့အတွက်ကျွန်တော်6လပွဲပယ်ခံခဲ့ရတယ်ကျွန်တော်တို့ဒါမမောင်လွဲအကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကိုထွန်းချန်နယ်ကနေပြီးကြိုဆိုပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်ဒါ2026 match လ10ရက်နေ့ကရန်ကုန်အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ပထမပိုင်းပွဲပြီးဆုံးချိန်မှာတော့ရန်ကုန် United အသင်းရဲ့ဒါကျွန်တော်တို့ဒါအငှားကစားသမားပေါ့နော်ကျွန်တော်ဒါကျောင်းနံပါတ်89မမောင်လွင်ကတော့ပထမပိုင်းပွဲပြီးဆုံးချိန်မှာဆိုရင်တော့ကျွန်တော်တို့ဒီဝက်ကြီးစင်ပေါ်မှာကျွန်တော်တို့အော်ဟစ်ဆဲဆိုနေတဲ့ဒါကျွန်တော်တို့ပရိသတ်ကိုထိလက်ရောက်သွားရောက်ပြီးထိုးကြိတ်ခဲ့တာကိုကျွန်တော်တို့ဒါရုပ်သံမှတ်တမ်းတွေရောဗီဒီယိုဒီဓာတ်ပုံမှတ်တမ်းတွေအရာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကလည်းဝေဖန်မှုမြင့်တက်နေသလိုဒီ MFF တာဝန်ရှိသူတွေအနေနဲ့ဒီကိစ္စကိုအရေးမယူဘူးလားဆိုပြီးတော့ကျွန်တော်တို့ဒါသတင်းတွေထွက်ပေါ်လာတဲ့အနေအထားမျိုးမှာဆိုတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ဒီ12ရက်နေ့အထိပေါ့နော်မတ်လ12ရက်နေ့အထိဘာမှအတန်မထွက်လာခဲ့ပြီမြပြီးခဲ့တဲ့မနေ့ကဒါမတ်လ13ရက်နေ့မှာတော့ကျွန်တော်တို့မမောင်လင်းကိုခုလိုမျိုးဒါကျွန်တော်တို့ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါပြစ်ဒဏ်ကတော့ကျွန်တော်မမောင်လင်းဒီဒါကျွန်တော်တို့ကိုထိလက်ရောက်ဒါကျူးလွန်ခဲ့တဲ့အတွက်ကျွန်တော်ဒါ6လပေါ့နော်မတ်လ17ရက်နေ့ကစပြီးတော့ကျွန်တော်ဒါ6လပွဲပဲဒါ6လကစားခွင့်ပိတ်ပင်ခံရပြီးတော့ဒဏ်ငွေအနေနဲ့ဒါဒဏ်ငွေ330မြန်မာငွေကျပ်330ပြီးဆောင်ရမယ်ဆိုပြီးတော့လည်းသိရပါတယ်နောက်ဆက်တွဲကျွန်တော်ဒါဘယ်လိုပြစ်ဒဏ်ဒီအနေနဲ့ပေါ့နော်ကျွန်တော်ဒီပွဲမှာပထမပိုင်းပြီးတဲ့အချိန်မှာဒီလိုမျိုးဒါကျွန်တော်တို့ကိုတိလက်ရောက်ကျူးလွန်မှုကိုဒါကျွန်တော်တို့တစုံတရာအရေးယူခြင်းမရှိခဲ့တဲ့ပွဲလည်တိုင်းဒါဦးကျော်စေရအောင်ကိုတော့ကျွန်တော်တို့မြန်မာဒီ MFF တာဝန်ရှိသူတွေကဒါမြန်မာ National League တာဝန်ရှိသူတွေကတော့3ပွဲပေါ့နော်3ပွဲကင်တွယ်ခင်ပိတ်ပင်ခံခဲ့ရပြီးတော့လုံးဝအစီရင်ခံစာမတင်ခဲ့တဲ့ဒီပွဲကြီးချက်ဒိုင်တွေကိုတော့တခြားသောဒါစီကံထိန်းသိမ်းတဲ့ပွဲကြီးချက်ဒိုင်တွေကိုတော့ကျွန်တော်နောက်ထပ်3ပွဲဒါကျွန်တော်တို့တာဝန်မပေးဖို့ကိုလည်း MFF ကနေပြီးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုရင်ဒီဖြစ်စဉ်ဒီကျွန်တော်တို့ဒါတန်လင်းမှာရှိတဲ့တရားဒီပါကွဲမှာကျွန်တော်ရန်ကုန်နေတဲ့ အသင်းနဲ့ဒါရန်နာဘောအသင်းတို့ရှင်ပန်ကစားခဲ့တဲ့ပွဲစဉ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ဒီလိုမျိုးဆဲဆိုခဲ့တဲ့ပရိသတ်ကကျွန်တော်ရန်ကုန် United အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ YUSC မှာကျွန်တော်တို့လာရောက်ကြည့်ရှုခွင့်ဒါပိတ်ပင်ခံထားတဲ့ဒါပရိသတ်ဖြစ်တယ်သူအနေနဲ့ဒါကျွန်တော်တရားဒီပါကွင်းမှာကျွန်တော်ဒါဝင်ရောက်ကြည့်ရှုခဲ့ပြီးတော့ဆဲဆိုခဲ့တယ်ဆိုပေမဲ့ကျွန်တော်ဒါပရိသတ်ရဲ့ဆဲဆိုမှုဒီကျွန်တော်မှန်လားဆိုတော့မှန်နေတော့မဟုတ်ဘူးဒါပေမဲ့ပရိသတ်ဆဲဆိုမှုဒီပရိသတ်ဆဲဆိုမှုပဲကျွန်တော်ကဘာကျော်တွေဖြစ်တဲ့ကျွန်တော်ဒါရိုနယ်ဒိုတို့မက်ဆီတို့အောင်မှာပဲကျွန်တော်ဒီလိုမျိုးဆဲဆိုခံနေရတဲ့အနေအထားမျိုးမှာသူတို့နိုင်ငံသားတွေပိုအောင်ဆဲပါသေးတယ်ဒီလိုအနေအထားမျိုးတွေမှာကစားသမားတွေဘက်ကnature recording လုပ်ပြီးတော့ဒါကျွန်တော်တို့သတင်းပို့တင်ပြခဲ့တာမဟုတ်ဘဲနဲ့ကိုထိလက်ရောက်သွားရောက်ကျူးလွန်ခဲ့တာဟာကျွန်တော်ဒါကစား professional ကစားသမားတစ်ယောက်အနေနဲ့မဖြစ်တဲ့အနေအထားမျိုးလို့တော့ကျွန်တော်တို့ကသုံးသပ်မိတယ်ဆိုတော့ဒီလိုမျိုးဒါမမောင်လွင်ရဲ့ပြဿနာဒီကျွန်တော်တို့တောက်လျှောက်ကြည့်လဲဒါကျွန်တော်တို့ပြီးခဲ့တဲ့ကိစ္စတွေမှာလည်းကျွန်တော်မြင်တွေ့ခဲ့ရတယ်မမောင်လွင်ဒီကိုမြမလက်ရွေးစင်ကစားသမားဆိုတာကိုမေ့နေတာလားမသိဘူးကျွန်တော်professional အပြုအမူတွေကိုကျွန်တော်တို့မမြင်တွေ့ရဘူးသူ့အနေနဲ့လို့အရှိမဆိုလဲကျွန်တော်ဒါမြန်မာပြည်သက်တွေကိုကျွန်တော်တို့ဒါမြန်မာနဲ့အင်ဒိုနီးရှားပွဲစဉ်တော့ကလည်းမြန်မာပြည်သက်တွေကိုဆဲဆိုခဲ့တာကျွန်တော်တို့မြင်ရတယ်ဒါတော့ကိုအားပေးတဲ့ပြည်သက်တွေနော်သူ့ကိုဆဲဆိုနေတဲ့ပြည်သက်တွေဆိုတာထက်သူ့အားပေးနေတဲ့ပြည်သက်တွေကိုပြန်ဆဲဆိုခဲ့တယ်အခုလည်းကိုထိလက်ရောက်ကျူးလွန်မှုကိုဒီလိုမျိုး6လပွဲပင်နဲ့ဒဏ်ငွေ330ပဲဒါချမှတ်ခဲ့တာဒီဒါဖြစ်တဲ့ရလားဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့ဆွေးနွေးရမယ့်အနေအထားမျိုးတွေဖြစ်သွားပြီနောက်ဒီလိုမျိုးကစားသမားတွေပြင်မှုလိုက်ဘလို့ကျွန်တော်ဒါပြစ်ဒဏ်တွေပေးချေမလဲဆိုတဲ့ဟာမျိုးတွေကလည်းကျွန်တော်ဒါ MFF တာဝန်ရှိသူတွေမေးခွန်းထုတ်ရမယ့်အကြောင်းတွေဖြစ်သွားပြီလေဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာဒါပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းကလည်းကျွန်တော်ဒါရှမ်းလိုက်တဲ့အသင်းရဲ့ကစားသမားမက်ဆာကီလူမျိုးရေးခွဲခြားခံရတာကြီးအများကြီးရှိတယ်အဲ့တော့မက်ဆာကီကကျွန်တော်ဒါရှမ်းလိုက်တဲ့အသင်းမှာကစားနေရင်လည်းကျွန်တော်တို့ဒါမြန်မာမျိုးသမီးလေးနဲ့ကျွန်တော်တို့အိမ်အောင်ပြုပြီးတော့ဒါသားသမီးရနာဒီထွန်းကားထားပြီးတော့ဒါရှမ်းကုန်အင်းစိန်မှာနေထိုင်နေတာကျွန်တော်တို့အားလုံးသိထားတယ်ဆိုတော့သိနေတဲ့အနေအထားမျိုးမှာကိုယ့်နိုင်ငံကိုချစ်မြတ်လို့နေထိုင်တဲ့ကိုယ့်နိုင်ငံရဲ့စကားကိုလည်းဒါကျွန်တော်တို့မြတ်တနိုးတန်ဖိုးထားတဲ့ကစားသမားကိုကျွန်တော်တို့မြန်မာပြည်သက်တွေကလည်း
ဒါကျွန်တော်လူမျိုးရေးခွဲခြားတဲ့ပုံစံမျိုးတွေဆဲဆိုနေရတယ်ကျွန်တော်မြင်တွေ့ရတယ်ဒါတွေကိုလည်းချင်းချင်းပြင်းပြင်းထန်ထန်ထိရောက်စွာအရေးယူနိုင်ခဲ့ခြင်းဒါ MFF အနေနဲ့မရှိခဲ့ဘူးအခုဒီလိုအခြေအနေမျိုးမှာလည်းဒါပရိသတ်တွေနဲ့ဒီဘောလုံးဝေဖန်သုံးသပ်သူတွေတာဝန်ရှိသူတွေကအတန်ထွက်လာမှဒါ MFF ကဒီလိုမျိုးဆုံးဖြတ်ခဲ့တဲ့အနေအထားမျိုးမှာဘယ်လောက်ထိတာသွားမှလဲကျွန်တော်တို့စဉ်းစားကြရဖြစ်သွားပြီအဲ့တော့မမောင်လင်းကို6လပိတ်တယ်ဟုတ်ပြီဆိုတော့6လပိတ်တာဒီ MFF အတွင်းမှာဘယ်လားဆိုတော့မေးခွန်းနေမေးကြရရှိမမောင်လင်းဒီကဲဟုတ်ပြီမြန်မာပြည်မှာမကစားရဘူးဆိုသူချင်းမိုင်ပြန်ပါပဲသူ့အနေနဲ့ကျွန်တော်သူဟိုလက်ရှိထိုင်းသင်းမှာထိုင်းကလပ်မှာပြန်ပြီးကစားမှာပဲဒီလိုကစားခွင့်ကရောရမှာလားဆိုတော့ကျွန်တော်တို့မေးခွန်းနေသည်ကျွန်တော်တိကျသေးကြတဲ့ထုတ်ပြန်ချက်တွေဘာမှရှိမနေခဲ့ဘူးအဲ့တော့ဟုတ်ပြီသူပြန်ပြီးတော့ထိုင်းမှာလာပြန်ကစားရဆိုရင်ရော MFF ကတားဆီးနိုင်မှာလားဆိုတော့အရာတွေဒီကျွန်တော်တို့စဉ်းစားကြရဖြစ်သွားပြီအဲ့တော့မမောင်လွင်ရဲ့ပြစ်ဒဏ်ဒီနေလာမြန်လာပြည်သက်တွေကကွန်မန့်မှာပြောပြခဲ့ပါအောင်ကျေးဇူးထူးပဲတင်ရှိပါခင်ဗျ